American လွှတ်တော်ရဲ့သမိုင်းမှာတလောက်ထိရှုပ်တော်ပုံများတဲ့အမှတ်မျိုးမရှိခဲ့ဘူးပါဘူး American ကိုအမြဲတမ်းလူဆိုးအဖြစ်ပုံဖော်ပြီးတော့ Donald Trump ကိုအယုထီအောင်မုန်းတဲ့အမျိုးသမီးဒါပေမဲ့အခုတော့သူမရဲ့နိုင်ငံရေးဘဝဟာအကြီးမားဆုံးသောအသစ္စာဖောက်မှုဆိုတဲ့ဆွဲချင်တဲ့ insight တွေရပါပြီ Ilhan Omar ပါသူမဟာ American အမတ်လားဒါမှမဟုတ် Somalia ရဲ့အကျိုးစီးပွားကိုကာကွယ်ပေးနေတဲ့ agent တွေရောလားသူမရဲ့ဖုန်းကွယ်ထားတဲ့မောက်ဘက် channel ကိုကျွန်တော်တို့အခုပဲကြည့်လိုက်ကြအောင်ကဲဒီပြဿနာကတော့ Somali ဘာသာစကားနဲ့ပြောထားတဲ့ဗီဒီယိုတစ်ခုကစတင်ခဲ့တာပါသူမက Somalia ဟာငါတို့ရဲ့သွေးထဲမှာရှိတယ်ငါတို့ဟာ American အစိုးရထဲမှာရှိနေပြီး Somalia ရဲ့အကျိုးစီးပွားကိုကာကွယ်ပေးနေတာလို့ဆိုခဲ့ပါတယ် American ဟာငါတို့ခိုင်းတာကိုလုပ်ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တဲ့စကားတွေကြောင့်ဒါဟာနိုင်ငံတော်သစ္စာဖောက်မှုပဲလို့ American Mutual တွေကတုံ့ပြန်ခဲ့ကြပါတယ်ဒါပေမဲ့ဒါဟာနောက်ထပ်ပေါ်ပေါက်လာမဲ့အရှုပ်ထွေးတွေကိစ္စတွေရဲ့အစပထမပဲဖြစ်ပါတယ် Ilhan Omar ရဲ့အိမ်တော်ကြီးကလည်းဇာတ်လမ်းရလည်းရုပ်ရှင်တစ်ပုဒ်လိုရှုပ်ထွေးနေပြန်ပါတယ်သူမဟာ American နိုင်ငံသားဖြစ်ခွင့်ရဖို့အတွက်သူမရဲ့မောင်ရင်းသို့မဟုတ်အကိုရင်းဖြစ်သူကိုလက်ထပ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်လက်ရှိ American သမ္မတ Donald Trump ကလည်းဒီကိစ္စကိုဗီဒီယိုတစ်ခုမှာအခိုင်အမာပြောဆိုခဲ့ပါတယ်ဒီလိုညီကိုမောင်နှမချင်းလက်ထပ်ပြီးတော့လူမှုကြီးကြပ်ရေးဥပဒေကိုလိမ်လည်ခဲ့တာဆိုရင်သူမရဲ့လက်ရှိ American citizenship ကိုရုပ်သိမ်းခံရဖို့ရှိပါတယ်သူမတော့အခိုင်အမာညှဉ်းဆန်နေစေပါဝေးကြီးကိစ္စတွေမှာလည်းတန်တရားဖြစ်စီရတွေများကြီးပါသူမဟာအိမ်တော်ဆက်များခဲ့ပြီးတော့အခုနောက်ဆုံးလက်ရှိခင်မွန်ချင်း minute ရဲ့ကုမ္ပဏီဟာ Ilhan Omar ရဲ့ရွေးကောက်ပွဲရရန်ပုံငွေတွေကဒေါ်လာအသန်းပေါင်းများစွာကိုရရှိခဲ့ပါတယ်ဇနီးဖြစ်သူကအစိုးရဘတ်ဂျက်တွေကိုအတည်ပြုပေးပြီးတော့ခင်မွန်ဖြစ်သူကအဲ့ဒီဘတ်ဆန်တွေကိုကိုကျိုးအတွက်အိတ်ကက်ထဲကိုထည့်နေတာလားဆိုတဲ့ကိစ္စဟာလည်းပဲအခုတလောစင်မှာအရန်ကို hot ဖြစ်နေတဲ့ဒါ Ilhan Omar ရဲ့ရှုပ်တော်ပုံတွေကတခုပါ Ilhan Omar ဟာ American ကိုအမြဲတမ်းဝေဖန်လေးရှိပါတယ်September 11 ဂျမ်ဖက်မှုကိုလည်းတစုံတယောက်ကတခုခုလုပ်ခဲ့တာလို့ဖို့ဝပြစ်ပြပြောခဲ့တာနေပြီးတော့ Donald Trump ကိုအကြီးအကျယ်အနေတက်ခိုက်တာတွေအထိပါဝင်ပါတယ်အခုဆိုရင် Nick Shelley ဖော်ထုတ်ခဲ့တဲ့ Minnesota ကဒေါ်လာဘီလီယံရှိတဲ့လိမ်လည်မှုမှာပါသူမရဲ့မဲဆန္ဒနယ်ကဆိုမာလီလုပ်ငန်းရှင်တွေအများကြီးပါဝင်နေတာကြောင့်သူမပေါ် PR တွေပို့ပြီးတော့ကြီးထွားလာနေပါတယ်အိမ်တော်ကြီးလိမ်လည်မှုဝေချင်းရှုပ်တော်ပုံပြီးတော့တခြားနိုင်ငံကိုပထမဦးစားပေးတဲ့မိန်ကောမျိုးဒီလိုလူမျိုးတယောက်ဟာ American လွှတ်တော်ထဲမှာဆက်ရှိနေတဲ့တလားဒါ American ရဲ့ democracy ကိုချိန်ချောက်နေတာလားတင်တို့ရဲ့အမြင်တွေကို comment မှာပုပ်ပွနေနေရေးပေးကြတော့ပါအောင်အခုလို့စိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံရေးသတင်းတွေကိုစောင့်ကြည့်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ channel လေးကို subscribe လုပ်ထားပေးပါအားလုံးနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်။ဖာရတဲ့ညနေခင်းလေးဖြစ်ပါစေ။ Bye for now.